မျိုးသားဟာတောင်ပေါ်မှာကင်းတဲ့နေုံချောင်းမြောင်းတိုက်ခိုက်ခံရပါတယ်။သူဟာချက်ချင်းပဲဒေနဲ့ပူထုတ်ပြီးတောအုပ်ထဲကိုရန်တမ်းတိခတ်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ဂျက်ကက်အင်ဂျီကိုချုပ်ပြီးတပင်နောက်မှာပုံနေပေမဲ့နောက်ထပ်များတစ်စင်ကထက်ရောက်လာပါတယ်။ဂျိတ်ဟာတိုးဆုပ်မနေရဲ့များကိုလက်နဲ့ပဲချုပ်ပြလိုက်ပြီးအဲ့နေရာကနေချက်ချင်းထွက်ပြေးခဲ့ပါတယ်။ထူးဆန်းတာကအဲ့ဒီရှိုးဝတ်တိုက်ခိုက်သူဟာသူ့နောက်ကိုဆက်မလိုက်တော့ပါဘူး။ဂျိတ်ဟာကားရဲကိုတင်းဝင်ပြေးပေမဲ့ကင်ချင်းကနှိုးမရတာကြောင့်ကားထဲမှာအာတိမခံနိုင်ပဲချီချင်းပဲဆက်ပြေးခဲ့ရပါတယ်။တောအုပ်တစ်ခုကိုဖြစ်သွားတဲ့အခါမှာတော့သူဟာမထင်မှတ်ပဲတိုက်ခိုက်သူရဲ့ကားကိုတွေ့သွားပါတယ်။ဂျိတ်ဟာဂယူတဆိုင်နဲ့နားကပ်သွားပြီးသူမှမရှိတာတေချာတော့မှကားပေါ်မှာအမှတ်သားတစ်ခုချစ်ထားခဲ့ပြီးကဲထွက်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဂျိတ်ဟာသူ့ပခုံးမှာစိုက်နေတဲ့မြားကိုဆွဲထုတ်လိုက်ပါတယ်။ပြီးနောက်ဝါယာကျိုးတစ်ခုကိုမိချင်းနဲ့ပူပေးကပုတ်တက်ပြီးဒဏ်ရာကိုကင်းကျုပ်လိုက်ပါတယ်။ရက်ကိုတမုံကြီးတောက်ပြီးဒဏ်ရာပေါ်ကိုကင်းထွေးချလိုက်ပါတယ်။သူဟာပျောက်ဆုံးနေတဲ့တမိထစ်သူကိုရှာနေတာ9နှစ်တောက်ရှိပါပြီ။ခုနကတိုက်ခိုက်သူဟာသူ့တမိပျောက်ဆုံးမှုနဲ့ပတ်သက်နေမယ်ဆိုတာတေချာတလောက်ရှိနေပါတယ်။ဂျိတ်ဟာကင်မရာမှတ်တမ်းတွေကိုကဲစစ်စစ်ကြည့်တဲ့အခါတုံးလို့ဆရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူဟာမင်းကလေးငယ်တယောက်ကိုမဲလိုက်တယ်လို့မျိုးလက်လံတက်ဖြတ်ဖို့ကြိုးစားနေတာပါ။သူလည်းထိတ်လန့်သွားပြီးကိရိယာတွေကိုချက်ချင်းယူကကင်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီမင်းကလေးဟာသူ့တမိလည်းထင်နိုင်ပေမဲ့တောရဲကိုဝင်ချင်းမှာပဲအဲ့ဒီလူရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကိုထိတ်ရင်ဆိုင်ရပြန်ပါတယ်။